Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ Messenger မှာတခြားသူတွေဘယ်သူတွေဝင်သုံးနေတယ်လဲဆိုတာကိုဘယ်လိုမျိုးစစ်ဆေးရမလဲဆိုတာကိုကျွန်တော်ပြပြပေးသွားပါမယ်ကိုယ့်ရဲ့အကောင့်ကိုစစ်ဆေးပြီးသွားတဲ့အခါမှာတခြားဖုန်းတစ်ပိုက်ကြီးတခြားအကောင့်တွေ log in ဝင်လာတာမျိုးတွေရှိခဲ့ရင်တခါလေး log out လုပ်လိုက်ပါကိုက log out လုပ်ပြီးပြင်မှာတခြားအကောင့်တွေထပ်ပြီးဝင်သုံးနေသေးတယ်ဆိုရင်တော့ဒါကိုယ့်ရဲ့အကောင့်ကို password တွေပြန်ချင်းလိုက်ပါဒါဆိုရင်ဘယ်လိုမျိုးစစ်ဆေးရမလဲဆိုတာကိုဗီဒီယိုလေးကိုစလိုက်ကြအောင်အရင်ဆုံး Messenger တော့အရင်မှလိုက်ပါကိုယ့်ရဲ့ Messenger ရဲ့ရောက်ပြီးစားနေအောက်ဆုံးမှာ menu ဆိုတဲ့ setting နဲ့တောင်းတရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒီနေရာရောက်လာရင်တော့ setting လေးကိုထပ်ပြီးနှိပ်ပြီးလိုက်ပါဒီနေရာရောက်လာပြီဆိုလို့ရှိရင်အပေါ်လေးကိုနည်းနည်းဆွဲလိုက်ပါအပေါ်လေးကိုနည်းနည်းဆွဲပြီးတော့လို့ရှိရင် privacy and safety ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒီနေရာလေးရောက်လာပြီဆိုလို့ရှိရင် and credential ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်ပြီးလိုက်ပါဒီနေရာရောက်ပြီဆိုလို့ရှိရင် security alert ဆိုတာလည်းရှိပါတယ်အဲ့ဒါလေးကိုထပ်ပြီးနှိပ်ပေးလိုက်ပါဒီနေရာရောက်ပြီဆိုလို့ရှိရင် view all login ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီလိုမျိုးလေးပေါ်လာပြီးဆိုရင်တော့ဒါဆိုရင်ရပါပြီဒါကတော့ကျွန်တော်ရဲ့ Oppo A79 5G ဆိုတဲ့ဖုန်းမျိုးစားတစ်ပိုက်လေးပဲဖြစ်ပါတယ်ဒီအောက်ဒီမှာတခြားဖုန်းတစ်ပိုက်တွေ login ဝင်လာတာမျိုးရှိတယ်ဆိုရင်တော့ကိုက log out လုပ်ပေးလိုက်ပါကျွန်တော်ကတော့ကျွန်တော်ရဲ့အကောင့်မှာတခြားဖုန်းတစ်ပိုက်တွေဝင်လာမျိုးရှိသေးရတော့ကိုကျွန်တော်ကတော့ log out မလုပ်ပြတော့ပါဘူးကိုက log out လုပ်ပြီးပြီမဲ့တခြားပြည်ထပ်ပြီးဝင်သုံးနေသေးမယ်ဆိုရင်တော့ကိုယ့်ရဲ့အကောင့်ကို password အသစ်ပြန်ချင်းလိုက်ပါဒါဆိုရင်တော့အဆင်ပြေသွားပါလိမ့်မယ်ခင်ဗျဒီလောက်ကျွန်တော်မိတ်ဆွေတွေလည်းနားလည်မယ်လို့နေမှာလားခင်ဗျမိတ်ဆွေတွေဖုန်းထဲမှာဘယ်လိုမျိုးပြဿနာမျိုးရှိနေလဲဆိုတာကို comment လေးထဲမှာရေးပေးခဲ့ပါအောင်နော်ကျွန်တော်ရဲ့အကောင့်ကို follow မလုပ်ရသေးတဲ့သူလည်း follow လေးလုပ်ပေးခဲ့ကြပါအောင်နော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်